ကျွန်တော် discount ထည့်နည်းနဲ့ customer name ထည့်နည်းကိုကျွန်တော်ပြပြပေးမယ်ပေါ့ကျွန်တော် discount ထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီ setting software တွေကဒီအပေါ် setting တွေကနေပြီးတော့မှ item လေးတွေကိုသွားမယ်ပြီးတော့ရင်အောက်ကဒီမှာ discount ဆိုလည်းရှိရပေါ့ဒီ discount လေးကိုသွားလိုက်မယ်ပြီးတော့အပေါင်းလက္ခဏာလေးတွေမယ်ကျွန်တော် discount မှာ2မျိုးရှိမယ်ရာခိုင်နှုန်းနဲ့ပေးတာရှိမယ်ငွေမောင်းနဲ့ပေးတာရှိမယ်ကျွန်တော်တို့ဥပမာအခုတကြံအတွက်ဒီခု discount တစ်ခုပေးလိုက်ပေါ့တကြံဆိုရင်တကြံ discount ကျွန်တော်တို့ကငွေမောင်းနဲ့ပေးမှဖြစ်တဲ့အတွက်ကိုမှငွေမောင်းပြီးရင်ကျွန်တော်တို့ကဥပမာကျွန်တော်1000ဆိုပြီးတော့ငွေမောင်းထည့်လိုက်မယ်ပြီးတော့ရင်ကျွန်တော် save လိုက်မယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကဟိုသက်ဆိုင်ရာ discount တွေကိုတန်းစီပြီးတော့ထည့်ထားလို့ရတယ်ပေါ့ပြီးတော့ရင်ကျွန်တော်တို့ကအခု customer name ထည့်မယ်ဆိုရင်ကျွန်တော်အပေါင်းလက္ခဏာလေးကိုနှိပ်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ add customer နေရာမှာမြမြပေါ့မြပြီးဖုန်းနံပါတ်ကကျွန်တော်ဖုန်းနံပါတ်ကိုထည့်လိုက်မယ်ပြီးတော့ရင် save လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဘာလုပ်ပြရမလဲဆိုတော့ edit ticket ဆိုတာလေးတွားပြရမယ်ပြီးတော့ရင် customer ဥပမာ customer ရောင်းတဲ့လူချင်းတဲ့ဟာတွေတူမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာ discount ဆိုတဲ့ဟာလေးတွားပေးမယ်ပြီးတော့ရင်ဒီ discount ဆိုတာကျွန်တော်ထည့်ပေးမယ်ပြီးတော့ကျွန်တော်ပုံမှန်တိုင်းပဲ check ကိုနှိပ်မယ် cash နဲ့တွားမယ် voucher လေးထုတ်မယ်ဒါရွေးထားမယ်မျိုးစားလေးတွေရွေးမယ်ပြီးကျွန်တော်တို့အမျိုးစားလေးရွေးမယ်ရေးပြီးသားရင်ကျွန်တော်တို့ကဒီဒီကနေမှ discount ကိုသွားလိုက်မယ်ပေါ့ discount မှာကျွန်တော်တကြံ discount ကိုပေးလိုက်မယ်ပြီးသားရင် charge ကိုနှိပ်မယ်ပုံမှန်တိုင်းပဲ cash နဲ့ငွေသားလေးနဲ့ရှင်းပြီး voucher လေးထုတ်လိုက်မယ်ဆိုရင်အရောင်း voucher လေးထွက်လာပြီပေါ့အဲဆိုရင်ကျွန်တော်တို့ဒီမှာ customer name များဖုန်းနံပါတ်နဲ့လည်းပါသွားပြီပြီးသားရင်ကျွန်တော်တို့ကအရောင်းအကုန်လုံးစရင်ဒီမှာတကြံ discount ဆိုတာလေးလည်းတစ်ခါလေးတကြံ discount တစ်ခါလေးငွေမောင်းနှုတ်ပြီးသွားပြီပေါ့ဒါကျွန်တော်တို့ရဲ့customer name နဲ့ငွေ discount ထည့်နေလေးပေါ့တခြားသိချင်တာလေးရှင်လည်း comment မှာမှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော် discount ထည့်နည်းနဲ့ customer name ထည့်နည်းကိုကျွန်တော်ပြပြပေးမယ်ပေါ့ကျွန်တော် discount ထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီ setting software တွေကဒီအပေါ် setting တွေကနေပြီးတော့မှ item လေးတွေကိုသွားမယ်ပြီးတော့ရင်အောက်ကဒီမှာ discount ဆိုလည်းရှိရပေါ့ဒီ discount လေးကိုသွားလိုက်မယ်ပြီးတော့အပေါင်းလက္ခဏာလေးတွေမယ်ကျွန်တော် discount မှာ2မျိုးရှိမယ်ရာခိုင်နှုန်းနဲ့ပေးတာရှိမယ်ငွေမောင်းနဲ့ပေးတာရှိမယ်ကျွန်တော်တို့ဥပမာအခုတကြံအတွက်ဒီခု discount တစ်ခုပေးလိုက်ပေါ့တကြံဆိုရင်တကြံ discount ကျွန်တော်တို့ကငွေမောင်းနဲ့ပေးမှဖြစ်တဲ့အတွက်ကိုမှငွေမောင်းပြီးရင်ကျွန်တော်တို့ကဥပမာကျွန်တော်1000ဆိုပြီးတော့ငွေမောင်းထည့်လိုက်မယ်ပြီးတော့ရင်ကျွန်တော် save လိုက်မယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကဟိုသက်ဆိုင်ရာ discount တွေကိုတန်းစီပြီးတော့ထည့်ထားလို့ရတယ်ပေါ့ပြီးတော့ရင်ကျွန်တော်တို့ကအခု customer name ထည့်မယ်ဆိုရင်ကျွန်တော်အပေါင်းလက္ခဏာလေးကိုနှိပ်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ add customer နေရာမှာမြမြပေါ့မြပြီးဖုန်းနံပါတ်ကကျွန်တော်ဖုန်းနံပါတ်ကိုထည့်လိုက်မယ်ပြီးတော့ရင် save လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဘာလုပ်ပြရမလဲဆိုတော့ edit ticket ဆိုတာလေးတွားပြရမယ်ပြီးတော့ရင် customer ဥပမာ customer ရောင်းတဲ့လူချင်းတဲ့ဟာတွေတူမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာ discount ဆိုတဲ့ဟာလေးတွားပေးမယ်ပြီးတော့ရင်ဒီ discount ဆိုတာကျွန်တော်ထည့်ပေးမယ်ပြီးတော့ကျွန်တော်ပုံမှန်တိုင်းပဲ check ကိုနှိပ်မယ် cash နဲ့တွားမယ် voucher လေးထုတ်မယ်ဒါရွေးထားမယ်မျိုးစားလေးတွေရွေးမယ်ပြီးကျွန်တော်တို့အမျိုးစားလေးရွေးမယ်ရေးပြီးသားရင်ကျွန်တော်တို့ကဒီကနေမှ discount ကိုသွားလိုက်မယ်ပေါ့ discount မှာကျွန်တော်တကြံ discount ကိုပေးလိုက်မယ်ပြီးသားရင် charge ကိုနှိပ်မယ်ပုံမှန်တိုင်းပဲ cash နဲ့ငွေသားလေးနဲ့ရှင်းပြီး voucher လေးထုတ်လိုက်မယ်ဆိုရင်အရောင်း voucher လေးထွက်လာပြီပေါ့အဲဆိုရင်ကျွန်တော်တို့ဒီမှာ customer name များဖုန်းနံပါတ်နဲ့လည်းပါသွားပြီပြီးတော့ရင်ကျွန်တော်တို့ကအရောင်းအကုန်လုံးစရင်ဒီမှာတကြံ discount ဆိုတာလေးလည်းတစ်ခါလေးတကြံ discount တစ်ခါလေးငွေမောင်းနှုတ်ပြီးသွားပြီပေါ့ဒါကျွန်တော်တို့ရဲ့customer name နဲ့ငွေ discount ထည့်နေလေးပေါ့တခြားသိချင်တာလေးရှင်လည်း comment မှာမှတ်ငယ်ပေးလို့ရပါတယ်